ဒီနေ့ breakfast အတွက်ကိုကျိုင်းတုံမီးရှည်ချက်ပါတယ်ကျိုင်းတုံမီးရှည်လို့ပြောတဲ့အခါဒါကျိုင်းတုံမီးရှည်မဟုတ်ဘူးလို့ပြောဖွယ်ရရှိပါတယ်ဘာကြောင့်လဲဆိုရင်လက်ပံပွင့်ကြောင့်မပါလို့ပါလက်ပံပွင့်ကြောင့်ထည့်ရမယ်ဆိုတာကိုပိုးသိပါတယ်ပိုးကစားလိမရှိရကြောင်းအရန်မကြိုက်လို့ရဲ့ပိုးမှာအလွယ်တကူရှိမနေလို့ပါလက်ပံပွင့်ချောင်းမပါတဲ့ကျိုင်းတုံမီးရှည်အတုလေးစားချင်ရင်တော့ပိုးချန်ဒီလေးတိုင်းလိုက်ချက်စားကြည့်ပါရှင်ပဲပုတ်ကိုမီးကင်ထားလိုက်ပါတယ်ကြော်ကျင်လဲရတယ်ပိုးကတော့မီးကင်တာလေးကိုပိုကြိုက်လို့ပါစီပါယုံလေးထည့်ပြီးတော့ကြက်သွန်လေးရဲ့အယောင်သွင်းမှုလေးကိုစီတက်လိုက်ပါတယ်ပြီးရင်အဓိကခရမ်းကျင်သီးပါခရမ်းကျင်သီးကိုကြိတ်ထားတာလေးထည့်တယ်မြေပဲနဲ့ပဲပုတ်ထောင်းထားတာလေးကိုထည့်တယ်ကြက်သားထည့်တယ်ဒါဆိုရင်မီးရှည်တွေကိုထည့်ဖို့အတွက်ဟင်းနှစ်ကောင်းကောင်းလေးရပါပြီဟင်းရည်ချက်ဖို့အတွက်ကိုတော့ကြက်ရိုးကိုဂျင်းကြက်သွန်ဖြူလေးနဲ့အချိန်ကြာလေးပြုတ်ထားရပါတယ်အဲ့ထဲကိုပိုးဒီဟင်းနှစ်လေးထည့်လိုက်တယ်အရသာအတွက်ကတော့စားနဲ့မှုန်ဟင်းခတ်မှုပဲထည့်ပါတယ်။ဆူလာပြီးတော့ကိုလိုချင်တဲ့အပြစ်ကျဲလေးရပြီဆိုရင်ကျိုင်းတို့မီးရှည်အတွက်အဟင်းရရပါပြီ။မုတ်ဖက်ကတော့ရန်ကုန်မှာဆိုတော့လေနန်းလက်ကိုပဲသုံးလိုက်ပါတယ်။အထဲဟင်းရည်လေးထဲတက်သွန်ဖြူစီတက်လေးရဲ့ငရုတ်သီးစီကြောလေးနဲ့ကော်ပီရဲ့တက်သွန်မေးလေးရဲ့ထည့်လိုက်ရင်အရန်အောင်စားလို့ကောင်းတယ်။ကျိုင်းတို့မီးရှည်တူလေးရပါပြီ။လက်ပံပွင့်စားလေးမရှိတဲ့သူတွေဆိုရင်ခုလိုလေးလိုက်လို့စားကြည့်ပါရှင်။